ကနောင်မင်းသားကြီးကံကုန်ခြင်းဟာကျွန်တော်တို့နိုင်ငံရဲ့ဘရင်မျိုးဆက်ကုန်းပေါင်မျိုးဆက်ပြီးဆုံးသွားတာဖြစ်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်တကယ်ကိုကြောက်ခမန်းလေးဆုံးရှုံးမှုပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကနောင်မင်းသားကြီးကံကုန်ပြီးနောက်ပိုင်းမှာဖြစ်ချင်တဲ့လူတွေဖြစ်နေတာတွေ့ရမှာပါ။ယခုအချိန်ထိဖြစ်ချင်တိုင်းဖြစ်နေတာပါ။ဒါကိုကျွန်တော်ဘ ഹു တုတာနဲ့တင်ဆက်ပေးချင်ပါတယ်။အစအဆုံးလိုက်ပါစဉ်းစားကြည့်ပါဦး။ကနောင်မင်းသားကြီးဘယ်လိုတွေတည်ထောင်ခဲ့တယ်လဲဆိုတာကိုဆက်လက်နားထောင်ကြည့်အောင်ခင်ဗျာ။ကနောင်မင်းသားကြီးကံကုန်ကြီးကမြန်မာသမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုကြီးတစ်ခုလို့တမိုင်းပညာရှင်အတော်များကယူဆကြပါတယ်။ဒါဟာတိုင်းပြည်အတွက်ကံကြမ္မာဆိုးတစ်ခုလို့ပြောရင်လည်းမမှားနိုင်ပါဘူး။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့အချက်များကိုအောက်မှာအနည်းချုပ်အနေနဲ့ဖော်ပြပေးပါ။စက်မှုတော်လှန်ရေးရပ်တန့်သွားခြင်းကနောင်မင်းသားကြီးသူဟာမြန်မာပြည်ကိုကိမီစက်မှုနိုင်ငံဖြစ်စေဖို့အတွက်အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သူပါ။လက်နက်စက်ရုံများတနက်အမြောက်နဲ့ရမ်းချက်စက်ရုံများကိုတည်ထောင်ခဲ့ပါတယ်။ပညာတော်တင်လွှတ်ခြင်းလူငယ်များကိုပြင်သစ်အီတလီနဲ့အင်္ဂလန်နိုင်ငံများကိုစက်မှုပညာသင်ဖို့စီလို့ပေးပါတယ်။သူကံကုန်သွားပြီးနောက်ပိုင်းမှာအဲ့ဒီလုပ်ငန်းစဉ်များဟာစက်ခံမဲတို့အားနေတာကြောင့်လို့တဖြည်းဖြည်းမိမိသွားခဲ့ရပါတယ်။စီးရင်အင်အားကြီးနေသွားခြင်းအင်္ဂလိပ်တို့နဲ့နေချဲမှုကိုရင်ဆိုင်မှုအတွက်ခင်မီစစ်တပ်တစ်ခုတည်ထောင်နေချိန်မှာပဲကျွန်တော်တို့ကနောင်မင်းသားကြီးလှုပ်ကြံခံခဲ့ရတာပါမင်းသားကြီးရှိနေစဉ်မှာစစ်တပ်ဟာစနစ်တကျရှိခဲ့ပေမဲ့သူကွယ်လွန်သွားပြီးနောက်မြင်းကုန်းမြင်းခုန်တဲ့အရေးခင်းကြောင့်လမ်းတွင်အရေးမတိမငြိမ်ဖြစ်ပြီးတော့အင်အားကြီးနေသွားခဲ့ပါတယ်တန်တမန်ရေးနဲ့အမျိုးမြင်ကနောင်မင်းသားကြီးဟာအနောက်နိုင်ငံများကိုနီးပညာကိုယူလုံးတင်မကားပဲနဲ့သူတို့ရဲ့နိုင်ငံကြီးကစားကွက်များကိုလည်းနားလေတူပါသူ့ရဲ့ဥဆောင်မှုမရှိတော့တဲ့အခါမင်းသုံးမင်းကြီးမှာအဖော်မဲတယ်လို့ဖြစ်သွားပြီးတော့နေချက်အင်္ဂလိပ်တွေရဲ့ဖိအားပေးမှုကိုပို၍ခံခဲ့ရပါတယ်အနှစ်ချုပ်သုံးသက်ချက်တကယ်လို့ကနောင်မင်းသားကြီးလောက်ကြံမခံရပဲသူ့ရှိမှန်းထားတဲ့စက်မှုနိုင်ငံတော်အောင်မြင်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံဟာအိမ်နီးချင်းနိုင်ငံယူရီးယားထိုင်းလိုပဲလွတ်လပ်ရေးထိန်းသိမ်းနိုင်တော့နိုင်ငံတစ်ခုဖြစ်နိုင်တယ်လို့ပညာရှင်တွေဆိုလိုထားပါတယ်ကနောင်မင်းသားကြီးကြာဆုံးခြင်းမှာမြမဒီမိုကရေစီနဲ့ခင်မီရေးမျှော်လင့်ချက်မိအိမ်လေးပြီးဆုံးသွားခြင်းလိုပဲသတ်မှတ်ရပါမယ်ကနောင်မင်းသားကြီးကြာဆုံးပြီးနောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံဒီလေကြောင်ကြပြန်နေနဲ့ဖြစ်ချင်တိုင်းဖြစ်ရပါတယ်နောက်ထပ်မိအိမ်လေးတစ်ခုဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့အာဇာနည်ခေါင်းဆောင်တွေပေါ်ထွက်လာချိန်မှာလေကျွန်တော်တို့နိုင်ငံကလောက်ကြံခံရပြီးတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်မိအိမ်လေးပြန်လည်ငြိမ်းသက်ခံရပါတယ်ကျွန်တော်တို့နိုင်ငံအတွက်အရာအလုံးမျှော်လင့်ချက်ရောင်ကြီးလေးတွေဒီအငြင်းရန်မိမင်ပြီးလုံခြံခံရတာဒီညားနေပါပြီဗျာဘယ်တော့မှပြန်လေအေဂျင့်လာနိုင်မလဲဆိုတာတော့မတွေးရစရာပါပဲဘ ഹു တုတာအနေနဲ့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူသားအလုံးပေချာစဉ်းစားဖို့လိုအပ်ပါတယ်ခုလိုဘ ഹു တုတာရစရာလေးတွေအမြဲတင်ဆက်ပြီးနေတာဖြစ်တဲ့အတွက်လေကျွန်တော်ရဲ့အကောင့်ကလေးကိုကျွန်တော်ရဲ့ channel လေးကိုအားပေးခဲ့ပါဦးကျေးဇူးများတင်ပါတယ်ခင်ဗျာ